usually plus verb 1ဒီ pattern လေးတော့ကျွန်တော်တို့ကပုံမှန်အားဖြင့်လုံးလေးလောက်ထားရှိတဲ့အရာလေးတွေအမြဲလို့လုံးလေးလောက်ထားရှိတဲ့အရာလေးတွေကိုပြောချင်တဲ့အခါသုံးပါတယ်အဲ့တော့ usually plus verb 1ဆိုတော့ verb 1နေရာမှာအဲ့ဒီ verb နေရာမှာကိုလုံးလေးလောက်ထားရှိတဲ့ဟာတွေကိုထည့်လိုက်ရမှာပဲဥပမာကျွန်တော်က coffee တောက်လို့ရှိတယ်ဆိုလို့ရှိရင်ပုံမှန်အားဖြင့် coffee တောက်လို့ရှိတယ်ဆိုလို့ရှိရင် I usually drink coffee ပြီးရင်ကျွန်မကစာအုပ်ဖတ်လို့ရှိတယ်လို့ပြောချင်တယ်ဆိုလို့ရှိရင် I usually read the book နော်အဲ့တော့ verb 1နေရာလေးမှာကိုလုံးလေးလောက်ထားရှိတဲ့ဟာလေးကိုထည့်လိုက်ပါပဲဆိုတော့ example လေးကိုကြည့်ကြည့်အောင်ပြောခင် formula အပြည့်စုံလေးပြောမယ်ပေါ့နော် formula အပြည့်စုံကတော့ subject လာမယ်လုပ်တဲ့လာမယ်ပေါ့နော်ပြီးရင် usually plus verb ရှိမယ်အဲ့ဒီ verb မှာဆိုလို့ရှိရင်လုပ်တဲ့သူ subject ကနည်းလို့ရှိရင် verb ကအနေဖြစ်မယ် subject ကများလို့ရှိရင် verb ကအများဖြစ်မယ်နော်အဲ့တော့အဲ့ဒီ verb လေးကကိုမြဲလို့လုံးလေးလောက်ထားရှိတဲ့အရာလေးကိုထည့်မယ်ပြီးလို့ရှိရင် object လာမယ် okay ဆိုတော့ကျွန်တော်တက်ကြည့်မယ်ဥပမာ I usually drink coffee when I plan my English lessons ကျွန်တော်ကပုံမှန်အားဖြင့်အင်္ဂလိပ်သင်ခန်းစာတွေအစီအစဉ်ဆွဲနေတဲ့အချိန်မှာ coffee တောက်လို့ရှိတယ် I usually drink He usually wake up at 5 a.m. to meditate and read books သူကပုံမှန်အားဖြင့်စာအုပ်ဖတ်ဖို့တရားထိုင်ဖို့မနက်9နာရီမှာအိပ်ရာထလေးရှိတယ်အဲ့မှာ sorry subject က he ဖြစ်တဲ့အတွက် wake မှာ s ထည့်တယ် verb ကိုအနေနဲ့တုံးတယ်နောက်တစ်ခု she usually goes for a walk in the evening to relax သူမကပုံမှန်အားဖြင့်နားယူဖို့အတွက်ညနေခင်းမှာလမ်းလျှောက်ထွက်လေ့ရှိတယ် I usually read personal development books before I go to bed ငါပုံမှန်အားဖြင့်အမြဲလို့အိပ်ရာမဝင်ခင်မှာ personal development စာအုပ်တွေဖတ်လေ့ရှိတယ် They usually drink green tea သူတို့ကမြဲလို့ green tea ကိုတောက်လေ့ရှိတယ် I usually check my email before starting my work ငါရဲ့အလုပ်မစခင်မှာ email တွေကိုစစ်ဆေးလေ့ရှိတယ်အဲ့လိုမျိုးပါအဲ့တော့ကိုလုံးလေးလောက်ထားရှိတဲ့အရာလေးကိုအဲ့ဒီ verb နေရာလေးမှာထည့်ပြီးတော့ပြောလိုက်ရမှာပဲဆိုတော့ငါမနေ့တိုင်းစာဖတ်လေ့ရှိတယ်ဆိုလို့ရှိရင် I usually read the book every morning usually read ကိုလုံးလေးလောက်ထားရှိတဲ့အရာလေးကိုထည့်လိုက်ရမှာပဲအဲ့ဒီ verb နေရာလေးမှာဆိုတော့ဒီဟာလေးကိုငါကောက်ဖတ်မယ်ပြီးရင်ကိုပိုင်စာကြောင်းငါကြောင်းရေးမယ်ပြီးရင်ကိုပိုင်ရေးထားတဲ့စာကြောင်းကိုထည့်ကောက်ပြောမယ်